ကိုတဲ့ချွတ်တို့လမ်းခွဲရအောင်လေဟာဘိုင်ဘိုင်တော့တဲ့မချောင်းပလီယာတွေချောင်းပါတိုင်းချောင်းနေပါရင်အပွဲတွေမှာရှုံးတာလည်းမပြောနဲ့မကြုံချောင်းကိုင်းတဲ့ဖားသားတွေရနော်စော်ထားခဲ့ခံရတာတွေကများတယ်အဲကြောင့်မလဲချောင်းပါရင်ရှုံးတာပဲမယ်နော်သူတို့များချောင်းကိုင်းပြီဆိုရင်လုတ်ကိုရှုံတာပဲနော်စောအစာပူရတာနဲ့စောဖုံးခေါ်ရတာနဲ့အဲကြောင့်မလဲချောင်းပါတိုင်းပွဲဆိုအော်တိုရှုံဗာလေအော်တိုရှုံလူလဲမှညုံချောင်းကိုင်းနေရကောင်မလေးကလမ်းခွဲမယ်တဲ့ကဲဘာဆက်ဖြစ်မလဲမသိတော့ဖားတဲ့ဂိမ်းစော့နေရလားတဲ့အေးအမအဓိကကောင်မလေးမဟုတ်ဘူးနော်ကိုတငယ်ချင်းနဲ့အတူဂိမ်းစော့ဘွားကြီးအေးစိတ်ဖြတ်တာဂိမ်းမယ်ဆိုနော်ဂိမ်းစော့ကိုလာခေါ်ပါဖြစ်အမေကိုပြောကြရှိလို့တဲ့ပြောတိုင်းဂိမ်းတူဆော့မယ်မလားမင်းကောင်မလေးကိုချင်းမိသွားပြီကွာတဲ့ဟမ်ဘလို့ကြီးလေရောငါဖွင့်ပြောဟမ်သူကလည်းချစ်တယ်အော်အေးပါကွာအေးပါနော်ခြံခုံနဲ့ငါပြောရင်လည်းဘန်းခံအောင်မှာသူနဲ့တစ္ဆာမရှိတဲ့တောင်ဖြစ်တယ်စီးမရှိတဲ့ဘော်ဒါနဲ့တွတ်တွေ့တာကိုငါမှာတော့ကိုယ်တငယ်ကြီးကဂိမ်းစောဖို့လာခေါ်တယ်အောင်မလို့ကောင်မလေးနဲ့ပြုံးရှိတယ်တငယ်ချင်းကဘောဂိမ်းစောဖို့လာခေါ်တယ်မင်းကောင်မလေးနဲ့ပြန်လဲပါမရှိဘူးငါတို့ရှိတယ်ဂိမ်းသူစော့မယ်သူလာများပြောတာလားပေါ့အေးပါကွာတောင်းမှန်ပါတယ်ပဲရှိအောင်ပဲတောင်းမှန်ုံနဲ့ပြီးလို့လားကွာအေးပါကွာအေးပါအဲ့ဒါကြတော့လေအဲ့ဒီကကြတော့ဘယ်လိုပြောရမလဲဟိုလမ်းခွဲသွားတဲ့ကောင်မလေးကလည်းမမာဘူးเนาะဘယ်လိုပြောရမလဲကိုကောင်မလေးကိုချစ်တဲ့တငယ်ချင်းကလည်းမမာဘူးမှားတာဘယ်လိုလဲတလားကိုယ်တိုင်ဒီဘယ်လိုပြောရမလဲဒီအပြောခံရတဲ့လမ်းခွဲမယ်ဆိုတဲ့ဟိုအပြောခံရတဲ့ဗရာသာမှားတာဘာမှလည်းတလားဘာမှလည်းဆိုတော့တစ္ဆာမရှိတဲ့မိန်းကလေးတယောက်ကိုချစ်မိတာမှားတယ်တစ်ချက်နံပါတ်2အချက်နော်ဘော်ဒါစိတ်ဘော်ဒါစီးမရှိတဲ့ကောင်အပေါင်းနဲ့လုံးမိတာမှားတယ်အဲ့ဒါဗရာသာမှားတာနော်တစ္ဆာမရှိတဲ့မိန်းကလေးကိုချစ်မိလို့မှားတယ်ဘော်ဒါစိတ်မရှိတဲ့တငယ်ချင်းကိုအပေါင်းနဲ့လုံးမိလို့မှားတယ်အဲကြောင့်ဗရာသာမှားတာသူတို့နေရာမမှားဘူးခံပေါ်အကြောင်းများကိုလည်းပြောလိုက်အောင်အကြောင်းရင်းပဲလမ်းခွေအကြောင်းပြောလိုက်အောင်သာသွားပြီးတတိယအကြောင်းပြောလိုက်အောင်နောက်တဲ့ကြီးစားတဲ့တရားနဲ့ပြောလိုက်အောင်စိတ်တော့မကောင်းပါဘူးဗရာသာအတွက်ဒါပေမဲ့ကိုမှားတဲ့အတွက်ကိုယ့်ဘာကိုဖြည့်သိမ့်လိုက်ကဲကိုယ့်ရဲ့ view high ထဲမှာရောအဲ့လိုဖြစ်မျိုးနဲ့ဖြစ်ဘူးကြလားအဲ့ဆိုရင်တော့ကျွန်တော်ပြောသလိုပဲကိုဖြည့်သိမ့်လိုက်ပါနော်ငါမှားတာပဲဆိုပြီးတော့ကိုဖြည့်သိမ့်လိုက်လို့အဲ့ဒါပဲပြောပြရှိတယ်